ဦးစင်းလေးပန်ရောစင်ကျိုးလေးကိုဖြတ်မယ်ဆိုရင်လေအဲ့ဒီကျိုးလေးတစ်ချောင်းမှာဖြတ်ဖို့ကြိုးစားနိုင်ဦးစင်းလေးအဲ့ဒီကျိုးတော့ကြံနေသေးတယ်မဟုတ်လားမင်းဦးစင်းစကားကိုနားထောင်လေမင်းခေါ်သွားလို့မရလို့ဦးစင်းကခေါ်မသွားတာကံကောင်းရွာပဲစောင့်နေနော်ဦးစင်းပြန်လာခဲ့ပါတော့မြို့တက်ပြီးတော့စေးုံပြနေနေမှာကံကောင်းဟာအဲ့ဒီရွာဝင်လမ်းထိပ်ကနေတော့ဘဲမှမခွာပဲနဲ့ကိုတော့မျောနေတော့တိပြီလားမင်းဦးစင်းပေါ်အဲ့တော့တန်အောင်စင်ကြီးရတော့ကွာအဲ့မင်းရဲ့တခင်တဲ့မောင်ထွေးတဲ့မထားတော့တော့နောက်ဆိုရင်ဦးစင်းကမင်းကမှအများမရှိနိုင်လို့ကံကောင်းပဲအဲ့ဒါကြောင့်ဦးစင်းပူတော့သူ့မင်းကမှထားခဲ့မယ်နော်ကံကောင်းဦးစင်းနဲ့မင်းတန်တရားတကွေးမှာကံမကုန်းရင်ပြန်ဆောင်ကြတော့ကံကောင်းရဲ့ဦးစင်းအောင်မင်းအဲ့တော့တန်လို့စမကြည်စမ်းပါနဲ့ဆွဲလန်းပါနဲ့တော်တော့ဒီကံကောင်း